တင်စရဲ့အခြေဆိုင်ခမာယာ209တန်ရင်နဲ့ချောင်းရှိပြူစော်တီစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တင်စရဲ့မြို့အခြေဆိုင်ခမာယာ209တန်ရင်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်ညိုကော်လန်စစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဖေဖော်ဝါရီလ9ရက်နေ့မနက်7:45မိနစ်ခန့်မှာတင်စီရမြို့အခြေဆိုင်ခမာယာ209တန်ရင်အတွင်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်ညိုစစ်ကြောင်းနဲ့အင်ဒကောပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အလားတူစကိုင်းတိုင်းချောင်းမြို့နယ်ရှိအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ကံကြီးကုန်းရွာရှိစစ်စခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းချင်းတွင်ထိုင်နမိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခေါင်းဆောင်ကိုပိုက်ကပြောပါရယ်ဖေဖော်ဝါရီလ9ရက်နေ့မနက်9:50ခန့်မှာချောင်းမြို့နယ်ရှိအကြမ်းဖက်စစ်တပ်ကအထိုင်ချတပ်ဆွဲထားတဲ့အင်အား100ခန့်ရှိတဲ့ကံကြီးကုန်းရွာစစ်စခန်းကိုဒရုန်းအစီး20ကျော်နဲ့ပုံကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိကြောင်းသိရပါရယ်စစ်ခွေးတည်စင်မသိရသေးဘူးကျွန်တော်တို့ကိုလည်းမဟာမိတ်တွေကလှမ်းမပြောသေးဘူးသူတို့ခွေးကုံအထိုင်ချတဲ့နေရာတွေကိုစစ်ခွေးစစ်တပ်အင်အားမှန်းလို့တော့မရဘူးသူတို့ကပြူတွေနဲ့ရောနေတာဆိုတော့ပထမစကန်းသိန်းတော့လာပို့တဲ့အကောင့်တွေရောရှိတာဆိုတော့စစ်ခွေးအင်အားကတော့ကျွန်တော်တို့ခံမှန်းတာတော့100လောက်ရှိမယ်ပြူတွေရောဆိုရင်အဲ့ဒီရွာကများမှာပါဒရုန်းကတော့များတယ်အစီး20လောက်ရှိမယ်2နေရာခွဲပြီးတိုက်တာလို့ချင်းတွင်တိုင်းမှာပြည်သူ့ကာကွယ်ဖွဲ့ခေါင်းဆောင်ကိုပိုက်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုအတွင်းတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒရုန်းဆုံးရှုံးမှုများရှိခြင်းကြောင့်ပြည်သူများအနေနဲ့ဒရုန်းပြန်လည်တပ်ဆင်ဝယ်ယူနိုင်ဖို့အတွက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့မြစ်တာရက်ခန့်ကြောင်းချင်းတွင်တိုင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ခေါင်းဆောင်ကိုပိုက်ကဆက်လက်ပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်